ဘုံမကျစကားပလင်းနေခံနေလို့အားလုံးမလည်းပြောတယ် ဒီမလေးနဲ့သွားလို့ရှင်တော့ကိုကြီး ပြေးသွားလို့မှလေဒီမှာ မလေးခဏလေးခဏလေးသွားလို့ရှင် နင်းတော့ ဆက်ကြော်တယ်ဒီတော့ကျန်တော့ဘာကိစ္စရှိလို့ဟုတ် ဟာဘာကိစ္စမှလဲဟာအလုပ်ကိစ္စဟဲ့နေတောင်တင်မြောင်းနေလျှောက်ထင်မနေနဲ့နော် ဟောထင်ကြလားရဲ့ပင်နေအလုပ်ထဲမှာအလုပ်ဆိုဖြစ်မလို့ခြင်းပါအားလုံးအချင်းကြီးတော့ပဲလို့ခြင်း ဟုတ်ကဲ့ ကိုရတိုင်းလာလဲတော့မဆက်တယ် အဲ့ဒါဆိုရင်ကိုရဲ့နမ်းမှာလည်းတောက်နေတယ်နော် တမ်းပြအောင်နော် ကြီးကြီး ဒီမှာဘူးလို့ပြောတယ်လား ဟောမလေးရတယ်မလေးတော့ကူတောင်းတာပါဘယ်ကောင်လုံးကူကြည့်တာပဲ အဲ့ဒါပြော